တရားသူကြီးကအပြစ်ရှိသူကိုတေတံပေးခြင်းသည်တရားသူကြီးတွင်အပြစ်ရှိပါသလားဒီနေရာမှာတရားသူကြီးရဲ့စိတ်နေသဘောထားပေါ်မှာမူတည်ပြီးဆုံးဖြတ်ရမယ်သူကဥပဒေချောင်းအရာပြောတာသူစိတ်ထဲကတော့သေစေခြင်းနဲ့ဆိုစိတ်မရှိဘူးဆိုရင်သူအပြစ်မရှိဘူးသူကဥပဒေအရာသာသူပြောတာလေနော်ဥပဒေအရာတော့ပြောပိုင်ခွင့်ရှိတယ်ဒီလူဟာလူတယောက်ကိုတတ်လာတဲ့ဆိုရင်သေစားသေစေပုံမှန်ဘလောက်ရဆိုရင်သူဥပဒေအရာကိုသူကပြောလို့ရတယ်သူကိုယ်တိုင်းကိုကအမြင်ကပ်ပြီးဒီကောင်တတ်တာကောင်းတယ်ဆိုပြီးတော့သာထိုးလို့လို့ရင်တော့အပြစ်ရှိတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ဥပဒေအတိုင်းတိမှတ်စွာစီရင်ဆုံးဖြတ်တာကြတော့အပြစ်ရှိတယ်လို့ပြောလို့မရဘူးသူများကိုတတ်တိုင်းဒီလူတယောက်သေတိုင်းအပြစ်ရှိတယ်လို့ဆိုလိုတာမဟုတ်ဘူးအင်္ဂါ၅ချက်ပြည့်စုံရတယ်တရဝါဖြစ်ခြင်းတရဝါလို့အမှတ်ရှိခြင်းသေစေလိုတဲ့စိတ်ရှိခြင်းသေဖို့သေအောင်လုံလပြုခြင်းနဲ့သေဆုံးသွားခြင်းဆိုတာဒီအချက်၅ချက်ပြည့်စုံမှသေဟိုရင်ပါဏာတိပါဒကံထိုက်တယ်နော်ပါဏာတိပါဒခံထိုက်တယ်အဲ့တော့တရားသူကြီးတယောက်အနေနဲ့ဒါဥပဒေကဒီလိုဆိုထားတယ်ဒါဥပဒေအတိုင်းပဲဆိုတာကြတော့သူကဥပဒေကိုသာပြောတာလူကိုမပြောတော့အဲ့လိုမျိုးဆိုရင်တော့အပြစ်မရှိဘူးပေါ့နော်အပြစ်မရှိနိုင်ဘူးဒီဟာမျိုးဒီလိုဆိုလိုတယ်ပေါ့